မင်္ဂလာပါရှင်ကိုခိုရာ channel လေးကနေကြိုဆိုလိုက်ပါရစေဒီနေ့တော့ကိုရာကဘန်ကောက်ကိုလာလေတဲ့သူတိုင်းမရောက်မဖြစ်သွားကြတဲ့ China Town ကနေနာမည်ကြီးကြော့ဖဲညစီရီရှိရဲ့ Thailand Culture Center ကို MRTCB ဘယ်လိုသွားမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ကဲလိုက်ခဲ့ကြပါဦးနော်ပထမဆုံး MRTC ဖို့အတွက်ဒီလို MRT logo လေးရှိတဲ့ဘူတာတွေကိုဝင်ပြီးတော့အောက်ထပ်ကိုဆင်းသွားရပါမယ်ရှင်။အခုကိုရာရောက်နေတာကတော့ China Town မှာရှိတဲ့ Wat Mong Khon Station ပဲဖြစ်ပါတယ်။ရထားလက်မှတ်ဝယ်ဖို့နဲ့ရထားစီးဖို့အတွက်တက်လီကားနဲ့အောက်ကိုဆင်းကြမယ်နော်။အောက်ရောက်ရင် security check ဖြတ်ပြီးရတဲ့ ticket machine တွေမှာလက်မှတ်သွားဝယ်ပါမယ်။လက်မှတ်ကိုဒီလိုဆက်တွေမှာကိုယ်တိုင်ဝယ်လို့ရတယ်လို့ကောင်တာတွေမှာလည်းသွားဝယ်လို့ရပါတယ်ရှင်။ကိုရာကတော့ဆက်ကနေပဲဝယ်ပြပါမယ်။ဆက်မှာ English ဘာသာစကားကိုရွေးလိုက်ပါ။မျက်နှာပြင်ကမြေပုံလေးမှာအခုကိုရာတို့ရောက်နေတဲ့ Wat Mong Khon Station ကိုအနီရောင်လေးနဲ့ပြထားပါတယ်။အဲ့ဒီကနေကိုသွားမယ် Thailand Culture Center ဆိုတဲ့ဘူတာနာမည်လေးကိုရှာပြီးတော့နှိပ်လိုက်ပါမယ်။နှစ်ယောက်စာဖြစ်မှာမလို့နှစ်ကိုရွေးလိုက်တာနဲ့ကြာသိငွေပေါ်လာပါပြီ။ဆက်ထဲကိုပတ်စံထည့်လိုက်တာနဲ့ဒီလိုအဝိုင်းပုံစံတိုကင်လေးတွေနဲ့အငွေအကျွေးစီးလေးတွေပြန်ကျလာပါလိမ့်မယ်။ပြီးရင်ရလာတဲ့တုံကင်လေးတွေကိုဝင်ပေါက်ဂိတ်မှာရှိတဲ့အဝိုင်းလေးပေါ် tap လုပ်လိုက်တာနဲ့တကောက်ပွင့်သွားပြီးတော့ဖြတ်ဝင်သွားလို့ရပါပြီရှင်။ရထားကလမ်းကြောင်းနှစ်ဖက်သွားတာဖြစ်လို့ကိုပဲ platform ကနေစီးရမလဲဆိုတာကိုဆိုင်းပုတ်တွေမြေပုံတွေမှာကြည့်လို့ရပါတယ်။ဒီမှာဆိုရင်ကိုရာတို့သွားမဲ့လမ်းကြောင်းကအပြရောင်နဲ့ပြထားတာမလို့လမ်းကြောင်းမှန်ပြီး platform 2ကနေစီးရမှာပါ။ platform 2များပြထားတဲ့အတိုင်းအောက်ကိုထပ်ဆင်းသွားပါမယ်။အောက်ရောက်တာနဲ့ platform 2ဆိုတဲ့အချမ်းကနေရထားဆောင်စီရုံမှာပဲရှင်။ရထားဆောင်နဲ့မှန်တကားအပေါ်မှာလည်းရထားသွားမဲ့လမ်းကြောင်းတွေကိုပြထားတာမလို့ကိုစီးရမဲ့လမ်းကြောင်းမှန်ထပ်စစ်လို့ရပါသေးတယ်နော်။ရထားဆိုင်လာပြီဆိုရင်တော့အထက်ကထွက်မဲ့သူတွေကိုအရင်ဦးစားပေးဆောင်ပြီးမှရထားပေါ်တက်စီးသွားလို့ရပါပြီရှင်။ရထားစီးနေတော့မှကိုစီးရမဲ့ဘူတာနာမည်တွေဆင်းရမဲ့ဘူတာနာမည်တွေမသိဘူးဆိုလို့ရှိရင် Google Maps သုံးပြီးတော့ကိုသွားမဲ့နေရာနဲ့စီးရမဲ့ဘူတာတွေကိုဘယ်လိုကြည့်ရမလဲဆိုတာကိုကိုရာနည်းနည်းပြောပြပေးချင်ပါတယ်။ Google Maps ထဲမှာဆိုရင်အခု China Town မှာကိုရာတို့ရောက်နေတဲ့နေရာလေးကိုအပြရောင်အဆက်လေးနဲ့ပြထားပါတယ်။ Search bar မှာကိုသွားမဲ့ Job Fair Night Market ကိုရိုက်ရှာလိုက်ပါမယ်။ Direction ကိုနှိပ်လိုက်တာနဲ့သွားလို့ရမဲ့လမ်းကြောင်းတွေပေါ်လာပါမယ်။ပုံမှန်ဆိုရင်ရှေ့ဆုံးကကားပုံလေးမှာပြထားတတ်လို့ရထားပုံလေးကိုပြောင်းနှိပ်လိုက်ပါဒါဆိုရင် MRT logo လေးနဲ့တွားရမယ့်လမ်းကြောင်းကိုတွေ့ရပါမယ်။အဲ့ဒါကိုထပ်နှိပ်လိုက်ရင်ကိုစစီးရမယ့်ဘူတာနာမည်နဲ့ platform number ဆင်းရမယ့်ဘူတာနာမည်တွေကိုအသေးစိတ်သေးချာလေးပြပေးထားပါတယ်ရှင်။ရထားပေါ်မှာလည်းနောက်ရောက်မယ့်ဘူတာတွေအခုရောက်နေတဲ့ဘူတာတွေကိုထိုင်းလိုရော English လိုပါ announce လုပ်ပေးနေတာမလို့မဆင်းမိမှာမပူရပါဘူး။สถานีต่อไปสถานีหลัก2จึงเป็นสถานีปลายทางประตูรถจะเปิดทางด้านขวาขอขอบคุณทุกท่านที่ใช้บริการรถไฟฟ้า MRT Next station หลัก2 This is the end of the line Train doors open on the right ဘူရာရောက်ပြီဆိုတာနဲ့ exit ထွက်ပေါက်လမ်းညွှန်ဆိုင်ပုတ်လေးအတိုင်းလိုက်သွားရုံပါပဲဒီနေရာမှာဆိုရင်ခိုရာက exit 4ကနေထွက်ရမှာမလို့ညာဘက်ကိုသွားရပါမယ်ထွက်ပေါက်ဂိတ်ရောက်ရင်စောစောကတုံကင်အမဲလေးကိုစက်ကအပေါက်လေးထဲထည့်ပေးလိုက်တာနဲ့တကားပွင့်သွားပြီးတော့အပြင်ထွက်လို့ရပါပြီရှင်ခုဆိုရင်ဒီဗီဒီယိုလေးကနေတစ်ဆင့်ဘန်ကောက်မှာ MRTCB လဲပတ်ချင်တဲ့တငယ်ချင်းတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် vlog တွေမှာပြန်တွေ့ကြမယ်နော်ခိုရာရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်bye bye